ဟာဖះရှင်ကပြောထားပြီးသားငါရှင်တို့ဖះလေသိချစ်ဖို့ကောင်းတာမင်းတို့မေးလိုက်မယ်တဲ့ကိမတ်ထီအဲ့ဒါပဲဘယ်လိုအကျိုးငါဒီဂေါရမသာသနာမင်းတို့လမ်းနေတာလဲလို့မေးလိုက်မယ်တဲ့မင်းတို့ဖြေရမယ်တဲ့သာစေဝဘိက္ခုအညတေတိယပရိပါဇကအေဝပုတ်စေယောဘိက္ခုယံတို့မြောက်ဥစ္စာတို့သာစေကိ၍ဝေါသင်္ချသားတို့ဟာအညတေတိယပရိပါဇကသာသနာပြင်ပနေရှိရကုန်သောပရပိုက်တို့ကအေဝံဤသို့သာစေပုတ်စေယုံမေးခဲ့ရမယ်ဆိုရင်အာဟုသောငါရှင်တို့တုံမေသင်တို့သည်သမဏေဂေါရမေယံဂေါရမထံတော်၌ကိမထီယံဘယ်အကျိုးကိုများမျှော်ကိုလို့ဗြဟ္မစရိယံမြတ်သောခြင်းကိုတတိကျင့်သုံးကြပါသလဲလို့အေယုံဤသို့ပုတ်ထာမေးကြကုန်ယံသူခလေးသူတပည့်တွေကိုလေနင်တို့ကမေးပြီဓမင်းစီเจ้าဘာတက်လာတာတော့ရှက်ပေါက်ရှင်လို့လားဓာတ်ရွက်ရှင်လို့လားစီဝါရေးကောင်းရှင်လို့လားမေးပြီတုံမေသင်ချက်သားတို့သည်ဘိက္ခုချက်သားတို့တုံမေသင်တို့သည်တေသံအညတိဋ္ဌိယံပရိပါဇကနာအဲ့ဒီအညတိဋ္ဌိယသာသနာပြင်ပပရပိုက်တွေကိုဒီလိုဖြည့်လိုက်စမ်းကြွားတဲ့ဧဝံဗျာကရိယာထဒီလိုဖြည့်လိုက်စမ်းတဲ့ရာဂဝိကာရကတတတ်မချင်းနေကင်းရင်လို့ဟာပြီးသွားပြီခုကြည့်တော့လေလာလိုက်တာတတ်မချင်းကင်းမှုလာတာမဟုတ်ဘူးလေဒါမင်းတို့မေးစရာမလိုဘူးတတ်မချင်းကင်းရင်လို့လာတတ်မချင်းနဲ့လာမေးစရာကိုမလိုတာကိုပါနဲ့လာလဲမေးလိုက်တတ်မချင်းကင်းရင်လို့ပါပြီးသွားပြီတန်ယောဇနဘာနတ္ထဆွဲအညိအကတ်တွေအညိအတွေ့တွေကင်းရင်လို့ပါတဲ့အာဟုသောဘဂဝတိဗြဟ္မစရိဟာအနုတယသမုဂ္ဂရအကိန်းနဲ့တွေကိုပယ်ရင်လို့ပါအဲ့ဒါနဲ့ပြဉ္စသန္တရာခီးသွားခဲ့ရတော့သိကျင်ပြီအနုပါရပြိဋိဘတ်ထဆွဲလန်းစရာဥပါဒဏ်တွေကိုငြင်းရင်လို့ကဲအဲ့လိုဖြေလေသူဆက်မေးလိုက်မယ်တဲ့သူကဆက်မေးလိုက်မယ်တဲ့အတ္တိကောအာဟုသောမေကောအတ္တိအဲ့လိုဆိုရင်အဲ့ဒါတွေအတ္တနာပရိညာအနုပါရပြိဋိဘတ်ထဥပါဒဏ်ရဲ့ကင်းတဲ့နေရာဆိုတော့အဲ့ဒီအတွက်လမ်းရှိလားတဲ့အဲ့ဒီအချင်းရှိလားလို့ဆက်မေးလိုက်မယ်တဲ့အတ္တိမေကောအတ္တိပရိပဒါရှိတယ်ဖြေလိုက်စမ်းတဲ့မဂ္ဂင်၈ပါးဖြေလိုက်စမ်းတယ်ပြီးသွားပြီရှိမဂ္ဂင်၈ပါးဖြေလေမဂ္ဂင်၈ပါးတော့သက်သက်လို့စားတာမပါဘူးအညိုဝတ်တာမပါဘူးတိဟိုစကားမပြောတာမပါဘူးတမာဒိဋ္ဌိဖြေရမယ်တမာသင်္ကပ္ပဖြေရမယ်သီလသိက္ခာသမာဓိသိက္ခာပညာသိက္ခာ3ရပ်လို့ဖြေပါရမယ်လို့လားအကျဉ်းနာပါလို့လားသီလမဲ့ခင်3ပါသမာဓိမဲ့ခင်3ပါပညာမဲ့ခင်3ပါပညာမဲ့သီလမဲ့ခင်သမာဓိမဲ့ခင်ပညာမဲ့ခင်10ပါလေဟောဗျာပညာမဲ့ခင်2ပါလေသီလမဲ့ခင်3ပါသမာဓိမဲ့ခင်3ပါ10ပါအဲ့ဒါဖြေတာလေကျန်တော့မပါပါလားဟေးရရချေတာမပါပါလား45တို့ကိုကနဲ့တို့7တွေကမပါပါလားမပါတော့ဘူးလားထည့်တာတော့ပြောတော့ထေရဝါဒနိုင်ငံမပါဘူးလေအဲ့ဒါတွေဘုရားမေးတာအဲ့ဒီခေါ်အာဟုသောမက်ကောအတ္တိပရိပဒါတဲ့မက်ရှိလားလမ်းရှိလားအကျင့်ရှိလားရှိတယ်တဲ့ဘာလဲမက်ခင်7ပါးကိုကနဲ့မပါဘူး7ကနဲ့မပါဘူးအဲ့ဒီခေါ်အာဟုသောမက်ကောရှိတယ်ဖြေလိုက်တဲ့ဒါအဲ့ဒီမက်ကင်ချင်းဘာဖြစ်မလဲအနုပါဒပရိနိဗ္ဗာန်အနုပါဒဥပါဒကဲနဲ့ပရိနိဗ္ဗာန်စံမယ်ကွာတဲ့ပြီးတော့